အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ What's Spoiler မြန်မာ channel ကနေအသက်အရွယ်ချင်းဘိုးဘိုးနဲ့မြေးလေးလိုကွာခြားပေမဲ့မမျှော်လင့်ပဲအချစ်နဲ့ကြုံသွားကြတဲ့ရဲအရာရှိကြီးတယောက်နဲ့အထက်တန်းကျောင်းသူလေးတယောက်ရဲ့အလွဲအချိတ်ထိုင်းချစ်ဟာတကားလေးကိုပြန်ပြောပြသွားမှာဖြစ်ပါတယ်ဇလန်အစမှာတော့ဒေါက်လို့ခေါ်တဲ့အသက်ကြီးပိုင်းရဲဝန်ထမ်းကြီးတယောက်ဟာထိုင်းနိုင်ငံရွိုင်းအပ်မြို့ကလေးမှာတာဝန်ထမ်းဆောင်နေတာပေါ့သူကတော့အလုပ်ကိုကြိုးကြိုးဆဆလုပ်ပေမဲ့အသက်တာကြီးသွားတယ်အချစ်ရေးမှာတော့တခါမျှမအောင်မြင်ပဲလူပြိုကြီးဘဝနဲ့အထီးကျန်နေရှာတာဗျဒါပေမဲ့တနေ့မှာတော့သူ့ရဲ့အထီးကျန်ကဘာလေးကိုလှုပ်ခါပြစ်မဲ့ចောင်းသူလေးပန်နဲ့လမ်းမှာမမျော်လင့်ပဲဆုံတွေ့ပါတော့တယ်ပန်ကတော့တက်ကြွလန်းဆန်းပြီးချစ်စရာကောင်းတဲ့အထက်တန်းចောင်းသူလေးဖြစ်ပြီးရဲဦးလေးကြီးကိုမြင်မြင်ချင်းဦးလေးကြီးကသဘောကောင်းမဲ့ပုံပဲဆိုပြီးခင်မင်သွားတာပေါ့ဒါကြီးခမရလဲចောင်းသူလေးရဲ့အပြုံးကိုမြင်မြင်ချင်းအသက်50ကျော်မှနှလုံးရောဂါထဖောက်တယ်လို့ရင်တွေတုန်ပြီးအချစ်ဦးနဲ့တွေ့တယ်လို့အယူအမူဆွဲလန်းသွားပါတော့တယ်ဗျာအဲ့ဒီနေ့ကစပြီးဒါကြီးဟာចောင်းသူလေးသွားလေရာကိုရဲတာဝန်အကြောင်းပြပြီးကူညီပေးဖို့စတိုင်ပြေးနဲ့လိုက်လံချင်းကပ်ပါတော့တယ်ဓာတ်ကြီးဟာចောင်းသူလေးပင်စိတ်ဆိုးမှဆိုလို့မုံတွေဝဲကြွေးကြောင်းလိုက်ဖို့နဲ့ရှက်ကယူဆိုင်ပြတာပေါ့ပင်ကလည်းအစပိုင်းမှာတော့သူ့ကိုအဖေလိုဦးလေးလိုအားကိုးရတဲ့သူအမှတ်နဲ့ရင်းနှီးနေခဲ့တာဗျဒါပေမဲ့အလွဲကပတ်ဝန်းကျင်ကလူတွေမြင်တဲ့အချိန်မှာစတာပါပဲရဲဝစ်စုံကြီးဝတ်ထားတဲ့အဖိုးကြီးတယောက်ကအထက်တန်းကျောင်းသူလေးနောက်တကောက်ကောက်လိုက်နေတာကိုမြင်တော့မြို့ထဲကလူတွေကဒီဖိုးကြီးတနာယူနေပြီလားဆိုပြီးဝိုင်းတင်းပြောကြလှောင်ပြောင်ကြပါတော့တယ်ဒါတင်မကသေးဘူးပန်ရဲ့မိဘတွေကလည်းဒါကိုသိသွားတဲ့အခါကိုယ့်အသက်ကိုလည်းကြည်ဦးဆိုပြီးဓာတ်ကြီးကိုအိမ်ပေါ်ကနေဝိုင်းမောင်းထုတ်ကြပါတော့တယ်ဗျာဒီကြားတဲ့ပန်ရဲ့ကျောင်းကအသက်ရွယ်သူကျောင်းသားလူငယ်လေးတွေကလည်းဓာတ်ကြီးကိုအဖိုးကြီးလာမရှုံနဲ့ဆိုပြီးလာရောက်စိန်ခေါ်ကြသလိုပန်ကိုယ်တိုင်ကလည်းအသက်ကွာခြားလွန်းတဲ့အတွက်ဒီအချစ်ကိုလက်ခံဖို့ဝေခွဲမရဖြစ်နေခဲ့ပါတယ်။တောက်ကြီးခါများရင်ကွဲမတက်ခံစားရပေမဲ့လက်မလျှော့ပဲအခက်ခဲကြုံရတိုင်းမှာရဲရင်နဲ့ရဲရရှိကြီးစတိုင်နဲ့အသက်ဆွန့်ပြီးကာကွယ်ပေးခဲ့ပါတယ်။ဒီလိုနဲ့ပဲတောက်ကြီးရဲ့စစ်မှန်တဲ့ယောက်ျားရင်မကြီးနှလုံးသားနဲ့နှွေးထွေးတဲ့ဂရုစိုက်မှုတွေကြောင့်ကျောင်းသူလေးပင်တယောက်အဖိုးကြီးရဲ့ဦးလေးအပေါ်တကယ်ပဲတန်ရောစင်ဖြစ်ပြီးချစ်မိသွားပါတော့တဲ့စသိန်းကန်းမှာတော့ဓာတ်ကြီးရဲ့မစုံမနစ်တဲ့ကြိုးစားမှုနဲ့ပင်ပေါ်ထားတဲ့အချစ်စစ်ကိုမိဘတွေနဲ့ပတ်ဝန်းကျင်ကပါနားလည်သွားပြီးခွင့်ပြုပေးလိုက်ကြပါတော့တဲ့အသက်အရွယ်ဆိုတာကိန်းကနန်းမြတာဖြစ်ပြီးနှလုံးသားချင်းထက်တူကြရင်အချစ်ကအောင်မြင်ရမြဲပဲဆိုတာတက်တည်ပြရင်ရဲဦးလေးကြီးနဲ့ចောင်းသူလေးတို့ရွှိုင်းအမြို့ကလေးရဲ့လှပတဲ့လမ်းမထက်မှာလက်တွဲပြီးပျော်ရွှင်စွာခီးဆက်ရင်ဇလန်းလေးကပြီးဆုံးသွားပါတော့တယ်ဗျာကဲရဲဦးလေးကြီးတက်ရဲ့ကံပွင့်တဲ့အချစ်ဇလန်းရိတ်ခတ်ဖတ်ကိုသဘောကျရင် like နဲ့ follow လေးလုပ်ခဲ့အောင်တော့နောက်ထပ်ဘလို့စကားမျိုးကြည့်ချင်လဲ comment မှာရေးခဲ့ပါဦး